Hello မေပြောမလို့တားမှာဒီနာဟိုအိမ်လမ်းကပေးဖို့ရှိတယ်မစက်မရှိဘူးတားမှာသုံးဖို့လည်းမရှိဘူးတပြားမှာအဲ့တော့2သိန်းလောက်ဖြစ်ဖြစ်3သိန်းလောက်ဖြစ်ဖြစ်ဟွာပေါ့ဘတ်နဲ့ဆို1000 2000လောက်ပေါ့အဲ့လောက်လိုတယ်ဆိုအမှအိမ်လမ်းကပါညာမပေးရဘယ်နှစ်လားရှိပြီလဲ3လလောက်ရှိပြီလေ3လမဟုတ်ပါဘူးပြီးဟိုလပေးတယ်ကြံခဲ့လမပေးဘူးအဲ့ဒါဒီလတော့ပေးရမယ်1500 2000လောက်တော့ပေးရမယ်အလောက်ကလည်းတီးသေးဘူးမေကြီးအလောက်ကလည်းဟိုဟာဖြစ်နေလောတယ်ကနားနေရအလောက်ကနားနေရဆိုမခေါ်ဘူးဒီမှာလေစားကမခေါ်သေးဘူးဟောသေးဘူးအလောက်ကမရသေးဘူးလောလောတယ်ပါမစ်ဝေါ်ပါမစ်ပဲစောင့်နေရဝေါ်ပါမစ်ကနောက်တစ်တုတ်လည်းပါမယ်လို့တော့ပြောတယ်လောလောတယ်ပတ်စံလိုဟိုဟာမဘော်ယူစာတော့ပို့ထားတယ်စာပို့ထားဝင်မကြည့်လို့အဲ့ဒါမေဟိုဟာဖြစ်ရင်တစ်ချက်လောက်ပြောပြအောင်